ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ရဲ့မွေးရမြေဖြစ်တဲ့မြောက်ကုန်းကြီးချေရွာပဲဖြစ်ပါတယ်ကျွန်တော်ပြန်မရောက်ဖြစ်တာလဲကြာပြီဆိုတော့ရွာကထိန်ပွဲကိုပြန်ကြတာပါအခုကတော့ကထိန်ပွဲအတွက်ကျွေးမွေးဖို့စက်သွန်လေးလီကုတ်တဲ့နေကြတဲ့မြောက်ကုန်းသူအချောလာလေးတွေပါအခုကတော့ဖျားမဲများမြတ်သိမ်းများပေါက်ကြတဲ့သာသနာဓာယိကပဗုဒ္ဓဘာသာအမျိုးဝင်သူတော်စင်တို့ကနေပြီးတော့လာရောက်ပြင်ဆောင်ကြတာပဲဖြစ်ပါတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့တီမုတ်ကခုန်ပြီးတော့လာရောက်ပြင်ဆောင်ကြတဲ့ဒီနေ့ကတော့တော်တော်ကြီးကိုချီးမွမ်းစရာကောင်းပါလေ။အခုခါမှာတော့ကထိန်လက်လက်ခင်းကိုရောက်ပါပြီဒီအပင်များကိုပြောရွှေရွှေနဲ့လာရောက်ပူဆောင်ကြတာပဲဖြစ်ပါတယ်ဒီနေ့ကတည်းကတော့တော်တော်ကြီးကိုစီပါတယ်ဗျာစီလဲစီတယ်အကုန်လဲကကြတယ်ဘောနော်အကုန်လုံးကားတဲ့ကလေးရောလူကြီးရောမိန်းကလေးရောအရင်တော့ဆိုလို့ရှိရင်တော့အဲ့လိုအသက်ကြီးပိုင်းတွေလောက်ပဲပေါ့နော်ကကြတာပေါ့အခုဆိုလို့ရှိရင်တော့အကုန်လုံးလို့ကားတယ်မိန်းကလေးတွေဆိုလဲအခုကားတယ်အကုန်လုံးကလေးတွေရောပါရောအကုန်ကတာပါတကယ်ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ရတာတော်တော်ကြီးကိုကားတယ်ပျော်စရာကြီးပေါ့နော်ဝမ်းသာကြည်နူးစရာကြီးပါဗျာကဲကျွန်တော်လည်းအတူဆက်ပြီးတော့ကထိန်ပွဲကိုဆက်နွှဲကြအောင်နော်အကုန်လုံးပဲက
ကတော့မုတ်ဈေးထားမှဖြစ်ပါတယ်ဒါတော့ကထိန်အလူရှင်ကိုဝေးထိုက်တို့အမိသားစုကနေပြီးတော့ကထိန်ဆွမ်းနေကိုကလူနေတာပဲဖြစ်ပါတယ်အခန့်ကျွေးမွေးတဲ့အပိုင်းမှာတာဝန်ယူဆောင်ရွက်ပေးနေတဲ့ကိုအောင်ကိုနဲ့ကိုအောင်မော်ပဲဖြစ်ပါတယ်လောက်ရိုက်ပြီးတော့အဲ့လိုရှိအရာဒီကလည်းပေါ့နော်ကျွန်တော်တို့ယဟန်တန်ဃာတော်အပေါင်းတို့အားသင်္ကာဝိထုပရိသဘေနဲ့အခြားလူဝယ်ပစ္စည်းအစုစုတို့ကိုဗုဒ္ဓဘာသာအနွယ်ဝင်သူတော်စင်အပေါင်းတို့ကနေပြီးတော့ကလူနေကြတာပဲဖြစ်ပါတယ်ဟုတ်တယ်
လေးနဲ့တွေ့ပြီ ဗုဒ္ဓဘာသာအနက်ဝင်သူတော်စင်အပေါင်းတို့မှယဟန်တန်တာတန်ဃာတော်များအားလူဝဲပစ္စည်းအစုစုတို့ဖြင့်လောင်းလူကုသိုလ်တော်ယူနေကြတာလည်းဖြစ်ပါတယ်ကထိန်ပွဲကြီးပြီးဆုံးသွားပါပြီအားလုံးပဲလှုပ်ရှားပြီးတော့ပြန်နေကြတာပဲဖြစ်ပါတယ်ကဲလာမယ့်နေ့ကထိန်ကိုလည်းပြန်လဲပြီးတော့ဆုံတွေ့ကြရအောင်နော်မြတ်ကိုရွာကြီးအမြဲတမ်းလွှမ်းဆော့တရိယာနေပါတယ်